Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော် King Crab မြန်မာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့အဆလာဟုတ်ပါတယ်အဲ့ဒါဆလာတွေလောက်ပြမှာဖြစ်ပါတယ်လျောင်းမဝင်နီးလန်းနေပါနော် Okay အရင်ဆုံးလောက်ပြသွားမှာ Zombie Villager ခေါင်း Okay Zombie Villager ခေါင်းဆိုရင်လို့ရလား Okay လို့ရပါတယ်ဒီမှာတော့မရှိပါဘူးမကြည့်ပါ Zombie ခေါင်းမရှိပါတယ်Zombie ခေါင်းမရှိပါတယ် Zombie Villager ခေါင်းဆိုတော့လုံးဝမရှိပါဘူး Okay အဲ့ဒါကိုတစ်ချက်တော့လိုက်ပါပြီးရင်ဖြောင်းနိုင်နေပါတဲ့ဂိမ်းမှာဆိုရင်တော့တဲတဲ့ကြောင်ကိုယူပါကျွန်တော်စိမ်းအောင်လေးယူလိုက်ပါလေပြီးလို့ရှင်အာမစတန်ပြီးလို့ရှင် slash ကိုတဲတဲ့ slash ကိုတော့ပြီးလို့ရှင်တော့ piston yeah piston ယူမယ်ပြီးရင်ပြောမိရအတအဆလာ patch 1ပဲဖြစ်ပါတယ် patch 2ကတော့ကျွန်တော်နောက်ဗီဒီယိုကြရင်ကျွန်တော်တင်ပေးပါမယ် okay ပြီးရင် lever ယူပါမယ်ကျွန်တော် channel လေး like and subscribe မလုပ်ရင် like and subscribe တယောက်တစ်ချက်နှိပ်ပေးကြပါဦး okay ဆိုယူပါတော့အခုမြေကြီးလေးယူလာအောင်ပါဗျာမြေကြီးလေးအားလေးမတိတာ okay ကျမတပတော့နောက်တော့ဒူးပါရင်ဒါချမယ်အောက်ပြုတ်ကြပါဒီဟောပြတက်လိုက်ဟာကြောင်းမှာမရှင်းဟာမကြတော့လားရေရရောပြီးရင်ဇိုမီတက်ပြီးလိုက်ပြီးလို့ရှင်ဒါလေးတော့လိုက်ကြရင်နောက်ရောက်သွားပြီနောက်ရောက်သွားရင်ညတို့ပြောင်းနိုင်လေးတင်ပြီးလိုက်တင်ပြီးသွားလို့ရှင်နောက်မှာလေ2 block 2 block 3 block ဒီလောက်လိုက်ပါလောက်သွားလို့ရှင်ဒါလေးကိုဖျက်လိုက်ပါပြီးရင်ဒါကိုဖျက်လို့ရမယ် okay ရပြီပြီးရင်ဒီပါ okay ရလားမရလား1 2 3ပြီးပြမယ် yeah ရလား okay ရမယ်လို့ထင်လားဗျရမယ်လို့ထင်ကျွန်တော် channel လေး like subscribe မလုပ်ရင် like subscribe တယောက်ချက်နေပေးကြပါ1 2 3ရမလားဟေးရပါတယ် yes ရပါတယ်ကြပြကိုတူအောင်လို့မြေကြီးလေးတွန်းလိုက်ပါမယ်တုံးနေတော့ဗျာဒါမှထားရတော့ဟေးသူရသလားဘယ်လိုကြည့်လိုက်တော့သူရသလား Zombie Villager ခေါင်း yes Zombie Villager ခေါင်းဆိုမရှိဘူးနော် Zombie Hut ပဲရှိရနော် okay နောက်တစ်ခုသွားလိုက်ရအောင် okay နောက်တစ်ခုကတော့ကျွန်တော်တို့နေဒါလေးလုပ်လိုက်နောက်တစ်ခုကတော့ bro လည်းပောက်ခွဲချလည်းမဟုတ်ဘူး bro တငယ်ချင်းကိုလည်းစာနာလို့ရမယ်ရာလေးပဲဖြစ်ပါတယ်ဒီတော့ကိုကြိုက်တဲ့ blog ကိုယူလိုက်ပါယူပြပြီဆိုရင်ကျွန်တော်တို့အနေနဲ့ဒါလေးယူလိုက်ပါကိုမတိတောင်လို့ရှင်နေဆိုရင်တော့ကိုကြိုက်ကိုအောက်မှာရှိတဲ့အရာကိုလိုက်ပြီးတော့ပုံတူကူးရောရောင်ကြီးချောက်ကြပါလေကျွန်တော်တို့အဲ့ဒါခါးဘတ်နဲ့လုပ်လို့ရပါတယ်ဒီဟာလေးပါကျွန်တော်တို့လောက်တော့ဘူးဗျာဒါပေမဲ့ဘရိုလာပြတာဆိုတော့လောက် okay ဒီတော့ဟိုတူးလိုက်မယ်ဒီနေ့တော့ဒီနေ့ okay မရဘူးဆိုတရားကြည့်နော်အဲ့တော့သွားမချနဲ့မရဘူးဆိုရင်ဒါကိုတရားတက်နေပြီးမှဒါကိုလုပ်လိုက် okay ပြီးရင်ခါဘက်တွေချလိုက်ပေါ့နော်တူအောင်လို့ okay ပြီးရင်ကိုတငယ်ချင်းဟေးလာခဲ့ငါအိမ်ဆောက်ထားလိုက်ပြမယ်ဆိုရင်ဘာလာလဲခေါ်ကတငယ်ချင်းကလည်းဘာရောင်ညာနဲ့လှိုက်သွားလိုက်ပြပြီးတော့အိမ်လေးပါလိုက်ပြပြီးပြင်လိုက်ပြမယ်ဆိုရင်တငယ်ချင်းထွက်ခါလိုက်ထွက်မရဘူးဆိုပြီးရင်သလားတော့ဘယ်ဘက်ပြေးရခလို့ကိုကြာမယ်ကျွန်တော်ဇလိုက်ပြေးတော့ပြေးနေလုံးဝပြေးလို့မရဘာလို့လဲဆိုကြာကြီးရှိလို့ဖျက်လိုက်မှဆိုတော့ရတယ် okay ဗီဒီယိုလေးကလည်း
ကျွန်တော်ကြာကြီးလုပ်လို့မရတဲ့အတွက်ကျွန်တော်တောင်းပန်ပါတယ်ဘာလို့ဗီဒီယိုလုပ်လို့မရလဲဆိုတော့ကျွန်တော်မကြည့်ပါဘူးโอเคအားကြောင့် patch တွေနဲ့ကျွန်တော်တင်ပြရခြင်းဖြစ်ပါတယ်ကျွန်တော် channel လေးလိုက်ခုချိန်ကြီးနေကြည့်ဆိုရင်လိုက် subscribe တယောက်ရှင်းနေပေးခဲ့ပါဦးကျွန်တော်ဘယ်ဟာတွေကြိုက်လဲကြိုက်တဲ့ဟာကို vote တွေပေးကြလို့ရပါတယ် okay bye bye